မနက်ကစားခဲ့တဲ့မက္ကဆီကိုနဲ့တောင်အာဖရိကတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ပရိသတ်တွေကြားမှာရလက်တွေကစားပုံတွေထက်ပိုပြီးတော့ပြောစရာဖြစ်နေခဲ့တာကတော့ကွင်းထဲမှာဖြစ်ပျက်ခဲ့တဲ့အနီးကပ်၃ကက်ထိကိုပေးခဲ့ရတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ကမ္ဘာဖလားဖွင့်ပွဲအဖြစ်ကိုအင်ရှင်မက္ကဆီကိုကတောင်အာဖရိကကို2ဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိသွားခဲ့တာပါ။တောင်အာဖရိကအတွက်ကတော့မျှော်လင့်ချက်တွေစောကြီးကလေးကမိမ့်သွားခဲ့ရခဲ့ပြီးတော့မက္ကဆီကိုအတွက်ကတော့အဖွင့်လှသွားခဲ့တဲ့ပွဲစဉ်လို့ဆိုရမှာပါ။တောင်အာဖရိကအသင်းကိုကြည့်မယ်ဆိုရင်တော့ပြိုင်ပွဲကိုတက်လာကလေးကအကောင်းဆုံးပုံစံနဲ့ရောက်လာခဲ့တာမျိုးမဟုတ်ပါဘူး။အုပ်စုထဲမှာအားလုံးဟာလည်းတိတ်ကွာဟာခြင်းမရှိဘဲနဲ့အတိုင်းအတာတစ်ခုတည်းတော့မျှော်လင့်ချက်ထားကြပေမဲ့ဒီကစားပုံအတိုင်းဆိုရင်တော့ရှေ့ဆက်ဖို့ကတော်တော်လေးကိုမှရုန်းကန်ရမယ်လို့ဆိုရမှာပါ။တကယ်လို့နောက်ထပ်ပွဲစဉ်တွေမှာ2မှတ်လောက်အထိကိုအမှတ်ပြန်ယူနိုင်မယ်ဆိုရင်တော့တတိယနေရာကနေအကောင်းဆုံးအသင်းဖြစ်နေပဲမျှော်လင့်ထားရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။မက္ကဆီကိုလိုအုပ်စုထဲမှာအကောင်းဆုံးအသင်းနဲ့ရင်ဆိုင်ရတဲ့အခါအင်ရှင်ပရိသတ်တွေရဲ့ PR တွေပွဲတွေ့ကြုံအားနည်းချက်တွေကြောင့်မလို့အသားမကျခဲ့တာရှိနိုင်ပေမဲ့အနီးကအမှားယွင်းတွေကဇက်တိုက်ဆိုသလိုဖြစ်နေတာကတော့တကယ်ကိုမှစိတ်ပျက်စရာပဲဖြစ်ပါတယ်။တောင်အာဖရိကအသင်းရဲ့ idea ကတော့တော်တော်လေးကိုမှကောင်းတယ်လို့ပြောရမှာပါ။မက္ကဆီကိုရဲ့ကစားကွက်ကိုကျစ်လက်အောင်လို့ဆွဲခေါ်ပြီးတော့ pressing လုပ်ခိုင်းတဲ့ပုံစံမျိုးကိုသူတို့စူးစမ်းခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ဘာလို့အဲ့ဒီဟာကမအောင်မြင်သွားလဲဆိုတော့ဒီ idea ကိုအကောင့်ထဲပေါ်ပေးမဲ့ level ကတော်တော်လေးကိုတိုင်ပတ်နေတာပါ။အတွေ့အကြုံရှိပြီးတော့ပါနေတဲ့ကစားသမားတွေမရှိတာကသူတို့ရဲ့အကြီးမားဆုံးအားနည်းချက်ပါ။နောက်တန်းမှာအမှားလုပ်တာကိုသမားအမှားယွင်းရှိတာတွေထက်ကိုပိုပြီးတော့ဆိုတာကတိုက်စစ်ပိုင်းပဲဖြစ်ပါတယ်။မက္ကဆီကိုရဲ့ခံစစ်စီးရဲကိုရောက်တိုင်းဘာမှကိုမှထိရောက်တဲ့အဆုံးသက်မျိုးမလုပ်နိုင်တာကသူတို့ရဲ့အကြီးမားဆုံးဆုံးရှုံးမှုလို့ပြောရမှာပါ။ကိုသမားဝီလီယံနဲ့နောက်တန်းကြားတဲ့ကပေးပို့မှုတွေမှာလည်းအမှားယွင်းနေများနေပါတယ်။အထူးသဖြင့်ကတော့အနေကက်ထိသွားတဲ့ဘောလုံးမျိုးဆိုရင်ကိုသမားရဲ့ပေးပို့မှုကမှန်ကန်ပေမဲ့ထိန်းတဲ့သူကတော်တော်လေးကိုမှအသုံးမကျတာကြောင့်မလို့ဂိုးပေးလိုက်ရတာမျိုးတွေကမဖြစ်တဲ့အမှားလူတာမှဆိုရမှာပါ။အထူးသဖြင့်ကတော့ဒီလိုမျိုးကမ္ဘာဖလားပွဲစဉ်တွေမှာပါ။မက္ကဆီကိုဘက်ကကြည့်ရမယ်ဆိုရင်လည်းပဲဝါရီဟီမီနက်စ်ကိုချီးကျူးရမယ်လို့ဆိုရမှာပါ။သူဟာမက္ကဆီကိုရဲ့တော့ဂိုးစကော်တာစင်းတဲ့ကိုဝင်ရောက်သွားနိုင်ခဲ့ပါတယ်။46ဂိုးနဲ့မှတ်တမ်းတင်ထားတဲ့စင်းကိုသူမိအောင်လုံးနိုင်ခဲ့တာကတကယ်ကိုမှဂုဏ်ယူစရာကောင်းလွန်ပါတယ်။အသက်35နှစ်အရွယ်တိုက်စစ်မှုဖြစ်ပေမဲ့ခေါင်းတိုက်ကိုသွင်းယူသွားတဲ့ပုံနဲ့လင်းအပ်ပလေးတွေကတကယ်ကိုမှပြည့်စုံလွန်းတယ်လို့ပြောရပါမယ်။ဒါပေမဲ့လို့ဒီပွဲရဲ့အဓိကကျယ်ပွင့်ကတော့မက္ကဆီကိုရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ဂျူလီယန်ကွန်ညိုနက်စ်ပဲဖြစ်ပါတယ်။သူကွင်းထဲကလှုပ်ရှားတဲ့ပုံတွေပြန်ဘက်ကိုအမြဲဖိအားပေးနေတာတွေကတကယ်ကိုမှမော်ဆန်ပြီးတော့ကြည့်လို့ကောင်းတဲ့ကစားသမားတစ်ယောက်လိုမျိုးမြင်မိပါတယ်။ဒီဘက်ကိုခြုံပြီးတော့ပြောရမယ်ဆိုရင်တောင်အာဖရိကအနေနဲ့အင်ရှင်ဖြစ်တဲ့မက္ကဆီကိုနဲ့တွေ့ဆုံတဲ့အခါမှာရုန်းကန်နေရတာဟာရာသီဥတုနဲ့ပတ်ဝန်းကျင်အနေအထားတွေကြောင့်လည်းပါလိမ့်မယ်။ကျန်တဲ့ပွဲစဉ်တွေမှာတော့ဒီထက်ပိုပြီးတော့ကောင်းမွန်လာဖို့အတွက်ကိုမျှော်လင့်ရပေမဲ့လို့ဒီပွဲမှာအနေက3ကက်ကိုမျိုးရရှိသွားတာကသူတို့ရဲ့အဓိကအားကိုးရတဲ့ကစားသမားတွေကိုဆုံးရှုံးလိုက်ရတယ်လို့ဖြစ်သွားတာမို့လို့နောက်ဆက်ပွဲစဉ်တွေအတွက်ကိုပြင်ဆင်ရဖို့ကတော်တော်လေးကိုမှခက်ခဲသွားစေမှာပါ။ဘလို့ဖြစ်ဖြစ်တောင်အာဖရိကအတွက်ကတော့ဒီကမ္ဘာဖလားအဖွင့်ပွဲစဉ်ကအလွန်ကိုမှစိတ်ပျက်စရာကောင်းတဲ့အစာပြိုးမှုတစ်ခုလိုမျိုးဖြစ်သွားခဲ့ရပါတယ်။မက္ကဆီကိုအတွက်ကတော့သူတို့ရဲ့အေရှင်အားသာချက်နဲ့အတူနောက်ထပ်ပွဲတွေမှာလည်းဒီထက်မကပိုပြီးတော့အရှိန်မြင့်လာအောင်ပါပါ။ကျွန်တော်တို့ရဲ့နောက်ထပ်ပွဲစဉ်တွေမှာဘာတွေများဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။